ဒီနေ့ဖတ်ပြပြီးတော့မှာတော့ဆရာမြင့်တန်းရှိတဲ့နေဘက်ကြီးဘက်မှဝတ္ထုများစာအုပ်ထဲမှာ Marxist တစီဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြပြီးတော့မှာဖြစ်ပါတယ်။ Marxist တစီလေပေါ်ကျောင်းကဘုံကြီးဦးပညာဝန်သားကကြောက်လန်းဟိုဘက်စာတင်တိုက်ကတိုက်အုပ်ဦးခေမာနဲ့ညီကိုတော်တယ်လို့ပြောကြတယ်။ဒါကလည်းသတင်းဆောင်ကြားရတဲ့အငိမ့်စားမူလာတန်းကျောင်းအုပ်ဆရာကြီးဦးအေးမောင်စီကကြားရတာလေပေါ်ကျောင်းမှာကျောင်းထိုင်မဲ့သူမရှိတာအတော်ကလေးကြာသွားတယ်။တဝါဆိုမကဘူးထင်တယ်။ဒီဘက်ကတကားတွေကဟိုဘက်ကစာတင်တိုက်ကဆရာတော်ကြီးရဲ့တိုက်အုပ်ကိုအပူကက်ရကဆရာတော်ကြီးကပဲကိုရော့ညီကိုတော့စာချတပါရှိရဲ့မဟုတ်လားလို့ဆောက်လိုက်ရကလူရင်းပြောရရင်တော့လေပေါ်ကျောင်းမှာဥပညာဝန်သားတပါကျောင်းထိုင်ဖြစ်သွားတော့တာပဲအဲ့ဒီတုန်းကတော့ဦးခေမာကဆရာတော်ကြီးကိုဥပညာရဲ့အခြေအနေရှင်းပြတဲ့အဲ့ဒါကိုဆရာကြီးဦးအေးမောင်ကကြားလိုက်တာနေမှာဘုန်းကြီးဥပညာကငယ်ပြူတော့မဟုတ်ဘူးတဲ့တောထွက်တဲ့အရင်ကကျောင်းဆရာတွေဘာတွေလှုပ်လာတာရဟန်းဝတ်ပြီးတော့လေစာချတာမှာနာမည်ရတဲ့ဒီတော့ဦးခေမာကဆရာတော်ကြီးကိုရှောက်ရမှာတပည့်တော်ကံတေကံမတော့မပြောနိုင်ဘူးဖေ။မောင်ပညာကစာချတာအားတန်တယ်ဖေ။ဒီတော့ကျောင်းထိုင်ချင်မှထိုင်မှာလို့ပါတဲ့ဒီတော့လေဆရာတော်ကအမျှော်မြင်ရှိလေတော့ကိုတော့ညီကိုရှောက်တာကြည်စမ်းမှာကျုပ်တို့မလဲအတန်းကြီးစာလိုက်တဲ့ကိုတော်တွေရှိနေတာသူ့စီဖယ်ပေးနိုင်တာပဲလေပေါ်ကျောင်းနဲ့ဒီနေ့က15မိနစ်နိုင်ဝက်လောက်ပဲဝေးတာဟာလို့ဆိုတယ်ဟုတ်တော့လေဟုတ်တယ်လေပေါ်ကျောင်းနဲ့စာတင်ထိုက်ကြီးနဲ့ကတော်ယုံခြေလန်းနဲ့ဆိုနိုင်ဝက်ထပ်ပူမဝေးဘူးတို့ပေဒီလေပေါ်ကျောင်းကလူကုန်ထန်အရက်ထဲကကျောင်းလို့ပေါက်ပေါက်ရောက်ရောက်ရှိတဲ့လူအနေများတဲ့ကျောင်းမျိုးလိုဖြစ်နေတယ်ဖြစ်ဆိုကြောက်လန်းဟိုဘက်ကအင်ကြီးအိမ်ကောင်းနဲ့ဝင်ငွေကောင်းတဲ့လူတွေများတယ်ကျောင်းကြီးကအရင်အဲ့ဒီအရက်မှာနေခဲ့တဲ့တကားကြီးတူကမြို့မှာလုပ်ငန်းကိုင်ငန်းကောင်းလို့ရှေးကျောင်းကြီးကိုပြန်ပြုပြင်ထားတာဒီဘက်မှာအဲ့ဒီလိုလေပေါ်နဲ့ဘာနဲ့ကျောင်းမျိုးကရှားတယ်တို့ပေဒီကျောင်းထိုင်မမြဲဘူးမမြဲရတာကလည်းဦးအေးမောင်ကြီးပြောပုံကဖြင့်အဲ့ဒီအရက်ထဲကကြေးရက်တဲ့တွေပညာတတ်တွေနဲ့တိတ်အစင်မပြေတတ်တာကအကြောင်းရင်းပဲတဲ့အထူးသဖြင့်တော့ပညာတတ်ဆိုတဲ့အကောင်တွေကြောင့်ပဲတဲ့ပညာတတ်ဆိုတာကလည်း Marxist ဆိုတဲ့အကောင်တွေတဲ့လေပေါ်ကျောင်းဘက်နားစီမှာနေတဲ့သူတွေထဲမှာဆရာကြီးဦးအေးမောင်အပါအဝင်ကျောင်းဆရာလူရွက်ကြီး9ယောက်10ယောက်လောက်ရှိတယ်အဲ့ဒီထဲမှာအေးကျော်ဆိုတာက Marxist ခေါင်းဆောင်ကြီးပဲတချို့ကတော့လေဒီ Marxist ဆိုတာကို Communist လို့ပြောကြတယ်အေးကျော်တို့တွေကတော့ Communist ဆိုရင်တင်မကြိုက်ကြဘူး Marxist မှ Marxist ပဲတဲ့အရက်ထဲမှာတော့ဒီကိစ္စကိုအကြောင်းကြီးငယ်လို့ပြီးပြောမနေကြပါဘူးတခုတော့ရှိတယ်ကွန်မြူနစ်ဆိုရင်တော့တိတ်မကြိုက်ကြဘူးဆိုပြီးဒီအေးကျော်ကြီးရင်တောင်ဘက်ကကျောင်းဆရာလူတွေကိုသားတင်ဆိုရင်တော့အရက်ထဲမှာကွန်မြူနစ်ရဲလို့တွင်တယ်သူကဘာပြောဒေါင်းတီမောင်းတီပြောတတ်တယ်ရုပ်ရှင်တွေကယာဘကြီးလိုမျိုးဟဲလေးလှုပ်တတ်တယ်ဆိုပဲဒီတော့ပစိုးကတူတူဂရင်းတူနေတဲ့ဒီဘက်အရက်ကဆန်နဲ့ပြောရင်တော့ဒါကွန်မြူနစ်ပဲကိုအေးကျော်ကတော့အဲ့ဒီလိုမဟုတ်ဘူးလူအောင်ကကြီးပေတဲ့ပြောတာဆိုတာညင်တာတယ်စကားကိုတတိတိနဲ့ပြောတတ်တယ်သူမကြိုက်တာများဆိုရင်တက်မပြောပဲတတိတိနဲ့အကြာကြီးပြောတတ်တော့ကျောင်းဆရာကြီးဦးအေးမောင်တို့ကဆိုရင်အေးကျော်ကတဲအရစ်ရှည်တယ်ဂျာမနီလောက်ဝက်ဦးများလို့ပဲလို့တောင်ပြောတယ်ဘာလို့ဂျာမနီလောက်ဝက်ဦးကအရစ်ရှည်ရတယ်ဆိုတာဘယ်သူမှမသိကြဘူးတချို့ကတော့လေပြောနဲ့နန်နဲ့ကြောင်ချေးများလို့ပဲလို့ပြောကြတယ်ဘလို့ပဲဖြစ်ဖြစ်သူက Marxist တော့ပြီးသားတယ်လို့ပြောကြတယ်ဒီလိုသူကတိတ်ပြီးတခြား Marxist တွေလို့ဘာသာရေးဆိုင်ရာကိစ္စတွေမှာမပတ်သက်ချင်ဘူးသူများတွေကိုတော့ဘာညာမပြောပြတယ်သူကဟပတ်မရှိဘူးဒီတော့လေတမျိုးထင်ကြအောင်မယ်အစကတည်းကရှင်းပြောတာအောင်မှသူကလန်ဒရာဆောက်ကိစ္စတွေမှာဥဆောင်ရုံမကဘူးဖုန်ကြီးလေးဥပညာရောက်စားကတော့တွားတွေ့ပြီးဝစ်ချရင်ဖုန်ကြီးကလေးကိုနဝကံမှာပါဖေဟာဆိုပြီးဝတ္ထုတွေဘာတွေကတ်သေးတယ်ဒီတော့ဝစ်ချကန်ဒီအရှင်ဖျားကိုယူသေးတတ်မှုနဲ့ကြော့ပါတယ်လို့ပြောသေးတယ်ဒီအချက်ကအခေရပဲအေးကျော်ကြီးက Marxist ကြီးဆိုတော့ဖုန်ကြီးကိုဖုန်ကြီးအဖြစ်နဲ့ယူသေးတာပဲလို့ပြောချင်တာသူကတခြားဘာယုံကြည်မျှော်ကူးမှမရှိဘူးလို့ဆိုချင်တာအရင်ကိုတော်တွေတုန်းကတိတ်သတိမထားမိကြဘူးဖုန်ကြီးဥပညာနဲ့ကတော့အဲ့ဒီလိုပြောတာနဲ့တကာကြီးက Marxist လားလို့တမ်းမိတော့တာအဲ့ဒီတုန်းကအေးကျော်ကြီးကဘာမှမဖြေပဲပြုံးကလေးလုံနေပြီတဲ့ကျောင်းဆရာကြီးဦးအေးမောင်ကပဲဟောဒီအကောင်တွေအားလုံး Marxist တွေဖေအားလို့ဝင်လျှောက်လိုက်တယ်ဒီတော့ဖုန်ကြီးဥပညာကကောင်းသဘောဗျာလူမျိုးစုံနဲ့နှောရတာပေါ့လို့ပြောလိုက်တဲ့ဟုတ်တော့လေဟုတ်တာဖုန်ကြီးဥပညာကလူမျိုးစုံနဲ့တင့်တယ်
တခြားမပြောနဲ့တရားထိတ်ကကားစိတ်မှာဆိုဖုန်ကြီးကလေးကိုလူတိုင်းသိတယ်မြို့ထဲကြော့စရာကြီးလို့ကားစိတ်မှာကားဆောင်နေတဲ့အခါများဦးပညာကိုစွန့်ကတ်ချင်တဲ့လူကအပုံကြီးကားစိတ်မှာတာယာပြင်ဘက်ထရီရောင်းစတာတွေလုံနေတဲ့ခင်မောင်ကြီးခင်မောင်လေးတို့အဖေကာစင်ပိုင်ကြီးဆိုရင်ဖုန်ကြီးလေးကိုတွေ့တာနဲ့ဇီးကြံတစ်ခွက်ဝယ်ကတ်တော့တာပဲကာစင်ပိုင်ကြီးကမြို့ကလာတဲ့ဂါဒီယန်ဆိုလာပဲအဲ့ဒီအင်္ဂလိပ်သတင်းစာဖတ်တော့ခုဆိုတပတ်စာသူဖတ်ပြီးသားသတင်းစာတွေကိုဖုန်ကြီးဥပညာဖတ်ဖို့လူကြုံနဲ့ပို့ပေးနေသေးတယ်ဒါရင်ဘာဟုတ်သေးလဲလမ်းဟိုဘက်ကပေါက်ဖော်ကြီးအစိန်ကများတွေ့ရင်လမ်းကူးလာပြီဖုန်ကြီးခောက်ဆွဲလာစားကြည့်လို့အမြဲလျှောက်သေးတယ်လဲဘော်ကျောင်းမှာဥပညာကျောင်းထိုင်ကနေကကျောင်းလဲအတော်ကလေးစီကားတဲ့တောင်ပြောရမယ်လမ်းဟိုဘက်ကစာတင်တိုက်ကြီးရောက်တော့ကတော့ဆရာတော်ကြီးကမောင်ပညာစာမချရလို့ပြေးနေရင်ငါတို့မှာစာတင်သားတွေအသင်ရှိတယ်ကွယ်လို့မိန့်ဘူးတယ်ဒီတော့ကိုတော်လေးကဆရာတော်တို့ကတပည့်တော်ကိုကျောင်းအထိုင်ခိုင်းတော့ကျောင်းထိုင်ဆိုတော့လေတပည့်တော်မှာရွာကြီးရက်ရေးရှိသေးတယ်ဖျားလို့ပြန်လျှောက်တယ်အဲ့ဒီတော့အနားမှာရှိနေတဲ့ဥပညာရဲ့နောက်တော့ဦးခေမာကတခုဝင်ထောက်လိုက်သေးတယ်မင်း community နဲ့တွေ့ပြီးပလားတဲ့တွေ့ပြီးပါပြီဖျားတပည့်တော်နဲ့အဆင်ပြေပါတယ်လို့ပြန်လျှောက်တယ်ဒီတော့ဆရာတော်ကြီးနဲ့ဦးခေမာကတပားကိုတပားအသာလန်းကြည့်ရင်မတိမတာပြုံးလိုက်တယ်ဥပညာကရွာအရေးရက်အရေးတွေလည်းအတော်ကြည့်တယ်ကျောင်းတောင်ဘက်ကလဲဆယ်ကန်ကြီးကိုသာကြည့်ခုဆိုကံပေါင်းပေါ်မှာထိုင်စရာတန်းလျားတွေဘာတွေနဲ့တောင်ဖြစ်လာတယ်ဖုန်ကြီးကိုယ်တိုင်ကလည်းညနေတိုင်းဆိုအိန္ဒိယပုံမြအောင်အဲ့ဒီဘက်စီဈင်းညံလျှောက်တတ်တယ်ကံရဲ့အနောက်ဘက်ချမ်းစီကဖျားငုတ်တိုကြီးတောင်ခြုံတွေပေါင်းတွေရှင်းပြီးကြည်လို့ရှုလို့တပ်ပါရဖြစ်အောင်ထုံးဖြူတွေဘာတွေတုပ်လို့အဲ့ဒါလေအေးကြော်ကြီးတို့မက္ကစစ်တွေဝိုင်းလုပ်ပေးကြတာပဲဒီတော့လေမက္ကစစ်တွေနဲ့ဖုန်ကြီးဥပညာတို့အကြပြဿနာမရှိဘူးအစင်ပြေနေတယ်ဆိုတာဘာမှတန်တရားဖြစ်เสียမရှိဘူးအေးကြော်တို့တာတင်တို့မက္ကစစ်ဆိုတာကရက်ဒေတာနဲ့လိုက်အောင်ရေနေနေရောထားတဲ့မက္ကစစ်လိုမျိုးလို့တော့ပြောရမယ်ထင်တယ်ဖုန်ကြီးရောင်းတို့အလူတို့ဘာတို့ကိုလည်းသူတို့လာကြတာရောရောင်နဲ့ဖုန်ကြီးတော့လည်းကြောကြတာတရားပေးတဲ့အချိန်တို့တီလာယူခိုင်းတဲ့အချိန်တို့ကြာရင်ဒါမတိမတာနဲ့အသာထသွားပြီးစွန်းစားယုံနာမှဖြစ်ဖြစ်ရစ်နေတတ်တာတနေ့တော့ပြဿနာတစ်ခုပေါ်လာတယ်ပြဿနာကအေးကြော်ကြီးရဲ့မိသားစုပြဿနာပဲအေးကြော်အမေကြီးဆုံးသွားတဲ့ကိစ္စပဲဒီမှာမက္ကစစ်ကမက္ကစစ်လို့အစွမ်းပြတော့တာကိုလူဆိုတာတေတတ်တာပဲတဲ့သူ့မိကြီး80နှစ်တေတာဟာဖြေရိုးဖြစ်စင်ပဲတဲ့တေရင်မြေမြုပ်ပြည့်ုံပဲတဲ့ဘာမှရွတ်ဖက်နေဖို့မလိုဘူးတဲ့ဒီတော့သူ့အိမ်သူရွှေခဲနဲ့သူ့တမန်အောင်ဖြိုးတို့ကဖုန်ကြီးဥပညာကိုလာလျှောက်ကြတယ်ဒီတော့လေဖုန်ကြီးကလေးကရှင်းပြရရှာတယ်တခါကြီးဆန္ဒမရှိပဲတခါကြီးအပင်ရှောင်းမရှိပဲကျုပ်ဘာမှမလုပ်နိုင်ဘူးဆိုတော့အရက်သေးကလူတွေကလည်းမကြေနပ်ကြဘူးရုပ်ဆွာဆောင်ဆန္ဒလာအောင်ခင်ကတော့တရဏဂုံမတင်မဲနဲ့တော့သူမမြုပ်ရဲဘူးတောင်ပြောလာတယ်ဒီတော့အေးကြော်ကြီးကဘသူမှဘာမှလုပ်နေစရာမလိုဘူးကျုပ်အမေကျုပ်ဘာသာမြုပ်မယ်ဖြစ်ကြရောသူ့ကိုဘသူကမှလည်းမတားရဲဘူးကိုကျောင်းဆရာကြီးဦးအေးမောင်တို့လူကြီးတိုက်ကတော့ဥပေတပြင်းသုံးပြီးမင်းနှမလည်းအကြောင်းလီကွာမင်းအမေကြီးပဲမှမဟုတ်တာမင်းအမေလည်းသူ့အမေပဲလို့ပြောပြီးတယ်မရဘူးနောက်ဆုံးတော့အေးကြော်တယောက်တင်းချိုင်းကကောင်းနေနဲ့ဘလို့အပေါက်တဲ့သွားတယ်မသိဘူးသူ့အမေကြီးဆုံးပြီး2ရက်အတွင်းမြုပ်ဖြစ်သွားတယ်သူ့အိမ်သူနဲ့သားသမီးတွေကငိုတာတော့သူ့ရှိမှမငိုရဲကြဘူးဖုန်ကြီးဥပညာကတော့ဒီသတင်းတွေနေ့စဉ်လိုကြားနေရတယ်အေးကြော်ကြီးတမတ်အောင်ဖြိုးနေ့စဉ်လိုဖုန်ကြီးเจ้าလာနေတာကိုသူ့ခမရမှာလည်းနေ့စဉ်လိုဒီအကြောင်းတွေပဲဖုန်ကြီးကိုတိုင်တယ်နေရရှာတယ်ဖုန်ကြီးအနေနဲ့ကတော့ဘာမှဝင်မပါနိုင်တာအမှန်ပဲဒီတော့လေသူ့အတွေ့အကြုံကလေးတွေလောက်ပဲပြောပြနိုင်တယ်အောင်ဖြိုးကလည်းမူလာလန်းကျောင်းဆရာဆိုပြီးတဲ့အမျော်မြင်ရှိတဲ့အကောင်ပဲဟာအေးကျော်အမေကြီးဆုံးပြီးတတိယမြောက်နေ့လဲကြရောအေးကျော်သမီးအငယ်ဆုံးမှကောက်ခါငင်ကဖျားတော့တာပဲအေးကျော်သမီးအငယ်ဆုံးမှက10တန်းတက်နေတာဘွားကြီးကြီးအသေးဆွဲပထမတော့အပူရှက်တယ်ထင်တာပဲနောက်တော့ငန်းတွေဘာတွေဖမ်းလာလို့ဆေးဆရာပင်းရတယ်တဲ့အရက်ကဆေးဆရာနဲ့မဖြစ်လို့ကားစိတ်မှာဆေးကန်းဖွင့်လာတဲ့ဆရာဝန်ကလေးတောင်အောင်ဖြိုးကိုယ်တိုင်သွားပင်းရတဲ့အောင်ဖြိုးနဲ့ဆရာဝန်လေးနဲ့ကလည်းရင်းနှီးတာကိုဆရာဝန်ကလေးကတော့2ရက်3ရက်တန်သည်စောင့်ကြည့်ရအောင်မယ်လောလောဆယ်တော့ဆေးတစ်လုံးပဲထိုးပေးခဲ့မယ်လို့ပြောတဲ့အဲ့ဒီညဘက်ကျတော့ကောင်မလေးကကြောင်ကနန်းတွေဖြစ်ပြီးဘဖွားကြီးအပေါ်ထက်ကဆင်းလာတယ်လို့သမီးလည်းဘဖွားနဲ့လိုက်မယ်လို့စသည်ဖြင့်ပြောရောတဲ့ညဘက်တော့အဖျားကကျသွားပြီတဲ့တိုက်ဆိုင်ပြောဟာမလားမသိဘူးအိမ်တောင်ဘက်ကညောင်ကိုင်းကြီးတခိုင်းကျူးကြပါလိရောအိမ်တောင်ညောင်ကျိုးအပခိုးအိမ်သားမျိုးပြက်ဖြစ်တတ်ပါလေလို့စကားရှိသေးတာ哦
အိမ်သားမျိုးပြက်ဆိုတာကအိမ်တအိမ်ရဲ့အကြီးဆုံးနဲ့အငယ်ဆုံးတည်တက်တာလို့ယူကြတော့အားလုံးလမ်းကြရတာပေါ့ဒီတော့လေရွှေခင်ကရှင်အယူသီးတာတွေကျုပ်တို့ဒဏ်ခံရပါပကောလို့ပြောရင်ငိုတော့တာအေးကြော်ကြီးအဖိုးကတော့အားလုံးတိုက်ဆိုင်နေပဲခေါ်ရတော့မယ်ထင်တယ်သူကမတော်တရောမယုံဘူးလို့ဆိုနေကြကိုအပေါ်ထက်မှာအိတ်တဲ့အောင်ဖြိုးတို့လင်မယားကည10နာရီလောက်အောက်ထပ်ကိုပြေးဆင်းလာကြပြီဖះကန်းနဲ့ဖះစင်မှာဖျောင်းနိုင်မီးတွေတောက်နေတယ်ဘွားရီကြီးရဲ့အခန်းကပတင်းပေါက်ရောဒကမာကြီးပါပွင့်နေတာတွေ့ရလို့သူတို့တော့မအိပ်ရဘူးတဲ့အောက်ထပ်ကအငယ်မအခန်းထဲမှာပဲအိတ်တော့မယ်တဲ့ဒီတော့အေးကျော်ကြီးကလည်းအိမ်တိုင်းမှာထောင်ထားတဲ့နှစ်တလက်မတစ်ချောင်းအသာကင်ပြီးအပေါ်ထပ်တက်ကြည့်တယ်ပြန်ဆင်းလာတော့စပယ်ပန်းတွေလည်းကျဲထားပါလားလို့ပြောတယ်ဒီတော့အောင်ဖြိုးတို့လင်မယားကကြီးကြီးကြောင်ကြောင်နဲ့ကျွန်တော်တို့တွေကြောက်လို့ပြေးဆင်းလာတာပဲတေချာမကြည့်မိဘူးလို့ပြောပြီးဒေါ်လေးများထားသလားလို့မေးတယ်ရွှေခင်ကတော့ကျုပ်အပေါ်တက်မရောက်ဘူးလို့ပြောရင်အေးကျော်ကိုလက်ညှိုးငေါငေါထိုးပြီးအမေရေအမြလို့ပြောပြီးရှင်းကြောင်လို့ပဲပြောရင်ငိုပါလေရောအဲ့ဒီညကတော့တော်တော်နဲ့မအိပ်နိုင်ကြဘူးအောင်ဖြိုးကတော့လိုရမေရဆိုပြီးသူ့တငယ်ချင်းမောင်စိုးနဲ့ကြော်စိန်ကိုခေါ်ပြီးမိဖို့ဆောင်ဘက်မှာအိတ်ခိုင်းတယ်အေးကျော်တို့မိသားစုတစုလုံးလည်းမအိပ်ရကြဘူးညတနာရီလောက်မှအိမ်အောက်ထပ်မှာပဲအိတ်ဖို့လုပ်ကြတယ်အောင်ဖြိုးတို့လင်မယားကအငယ်မအခန်းမှာအိတ်ဖို့ဝင်သွားတော့ရွှေခင်ကလည်းသူတို့အိတ်ခန်းကိုဝင်တယ်ဒီတော့မအိတ်ခင်အေးကျော်ကအိမ်ပြင်ဘက်ကရေအိမ်ကိုသွားတယ်အသွားမှာမီးဖို့ဆောင်တွေကအိမ်မောကျနေတဲ့အောင်ဖြိုးတငယ်ချင်းနှစ်ကောင်ကိုမီးထိုးကြည့်လိုက်သေးတယ်ရေအိမ်ကကျင်းအိမ်သားမျိုးတမိုးတုတ်ကအကြလောက်ထားတာအေးကျော်ကြီးလည်းရေအိမ်ထဲရောက်ပြီးဘာမှမကြသေးဘူးတအုံနဲ့ရေအိမ်ပေါ်ခဲကြပါလေရောဒီတော့အေးကျော်ကြီးခမတက်တုတ်ရိုက်ပြီးပြေးထွက်လာတော့မီးဖို့ဆောင်တွေကအောင်ဖြိုးတငယ်ချင်းနှစ်ယောက်ပြေးထွက်လာကြရင်ဘာတော့ဦးလေလို့ပြိုင်သူမေးလိုက်ကြတယ်ရေအိမ်ခဲကြတာတအုံနဲ့မင်းတို့ကြားလိုက်လားလို့အေးကျော်ကမေးတော့နှစ်ယောက်သားအေးကျော်ကိုတအံတော်နဲ့ပြန်ကြည့်ရင်ကျွန်တော်တို့ဦးလေးအော်တန်ကြားလို့လန်နိုးသွားကြတာဆိုပဲအေးကျော်လေအိမ်ရှိကန်းပြန်ရောက်တာနဲ့အားလုံးကိုနိုးပြီးခဲကြတဲ့ကြားမကြားမေးတော့ဘယ်သူမှမကြားကြဘူးတဲ့အဲ့ဒီတော့မှအောင်ဖြိုးတငယ်ချင်းနှစ်ယောက်ကအိမ်ရှိကန်းစီဝင်လာပြီးခုလိုပြောပြန်တယ်ဦးလေးခဲကြတယ်ဆိုလို့ကျွန်တော်ရေအိမ်သားသွားကြည့်တာဘာမှမတွေ့ဘူးရေလေကူးကလေးမှာတော့စပယ်ပန်းတွေခြေချတာအများကြီးပဲတဲ့ဒီတော့ရွှေခင်ကဖျားတလိုက်ရင်သူ့လက်ထဲကင်ထားတဲ့စိတ်ပတိကိုအငယ်မလဲပဲမှာအသာဆွတ်ပေးလိုက်ရင်အေးကျော်ကိုဒေါင်းတီမောင်းတီနဲ့ကျုပ်မနဲ့ကြရင်အမေအတွက်အသက်ပြောင်းနေမိကြဆုံးကတ်မယ်ဥပညာကိုပရိတ်လေးပါလေးရွတ်ခိုင်းမယ်ရှင်ကြိုက်မကြိုက်ကျုပ်လုံမယ်ရှင်နဲ့ရှင်မာကဆက်တွေလှုပ်ချင်ရလှုပ်ကြမလာချင်းမလာကြနဲ့ကျုပ်မှာသားရဲ့သမီးရဲ့ဆိုတာတွေရှိတယ်သူတို့အတွက်ကြည့်ရမယ်လို့ပြောတော့တယ်အေးကျော်ကြီးကတော့ဘာမှပြန်မပြောဘူးအတော်ကြာတော့မှအောင်ဖြိုးမနက်စောစောဖုန်းကြီးသွားပင့်ချင်းနေစွန်းလို့ဒါမှအချိန်ရမယ်လို့လမ်းပြောလိုက်တယ်အဲ့ဒီညကတော့အေးကျော်တို့တအိမ်သားလုံးမအိပ်ကြရတော့ဘူးအငယ်မတောင်အပြင်းဖြားရကယူပြစ်တယ်လို့ပျောက်သွားတယ်နောက်တနေ့မနက်တော့ဖုန်းကြီးဥပညာကိုနေစွန်းကတ်ကြတယ်တီလာယူချိန်ကြတော့အေးကျော်ကြီးထသွားမလို့လို့တော့ဖုန်းကြီးဥပညာကတခါကြီးခမားရှိနေမှကောင်းတယ်ပြီးရင်ဖုန်းကြီးအမျှဝေမယ်တို့ရတဲ့ခမားသဘောပဲလို့လမ်းပြောတော့တမိသားစုလုံးအေးကျော်ကိုလမ်းကြည့်လိုက်ကြတယ်ဒီတော့အေးကျော်လည်းတင်မဖျားတခုံပဲပြောပြီးအသာပြန်ထိုင်နေလိုက်တယ်အေးကျော်အမေတို့ရက်လေတော့လေပေါ်ချောင်းမှာလှုပ်တယ်စာတင်တိုက်ကဥခေမာကြီးတောင်ကြွတယ်လူတော်တော်များများလေးလာကြတယ်တီလာဘေးကန်ကြီးတော့ဥပညာကဥခေမာကိုရှောက်ပြီးတဲ့ဥခေမာကဥပညာကိုပဲတီလာဘေးကြီးစက်ချတွေလှုပ်စေတယ်သူ့เจ้าသူ့တကာအခြေအနေကိုဥခေမာကနောက်နားကကြည့်နေပုံရတယ်အဲ့ဒီနေ့တော့အေးကျော်ကိုယ်တိုင်တီလာယူုံမကောက်ကိုယ်တိုင်ရေးစက်ချတယ်နောက်နားထိုင်နေတဲ့ကျောင်းဆရာကြီးဦးအေးမောင်တို့လူတတိုက်ကတော့ပြုံးစီနေပဲပြီးတော့အမေအတွက်ရေစုပြီးကျောင်းဝင်းထဲကဇရက်တဆောင်ပြင်ပေးရစေလို့ခွင့်တောင်းတယ်တလက်စားတယ်တပည့်တော်ကိုဆရာတကာရင်းလို့မတ်ပါဖျားလို့ရှောက်တယ်ဘုန်းကြီးဦးပညာကတာတုခေါ်ရင်ပြုံးတယ်အဲ့ဒီနေ့ညနေဘက်တော့စွန်းကျွေးမှာဝိုင်းဝန်းလှုပ်လိုက်ကြတဲ့အောင်ဖြိုးတို့တတိုက်ကတော့အပန်းပြေရအောင်တရားထိတ်ကားစိတ်ကအာစိန်ကြီးခောက်ဆွဲဆိုင်ကိုချီတက်သွားကြလေရဲ့အာစိန်ကြီးဆိုင်နောက်ဖေးခန်းထဲမှာ18ချက်ခွဲတောင်ပေးရတဲ့မန္တလေးမုံဝီစကီတစ်လုံးနဲ့အာစိန်ရဲ့နာမည်ကျော်ကုန်းမောင်ကြီးကျော်နဲ့စမတ်ကိုကြာနေကြတာစေးကန်းပိတ်တော့ဆရာဝန်ကလေးတောင်သူတို့ဝိုင်းနဲ့ပါလာသေးတယ်စားရင်တောက်ရင်မောင်စိုးကပြောတယ်မင်းရောက်ခမကောင်းမှုငါအိမ်ရစပယ်တယုံနဲ့ကုံပါပကောတဲ့ဒီတော့ကျော်စိန်ကတောက်ကျိုးနေတဲ့မက်ဆစ်တွေတစီတော့လေကြောက်သေးတကူတဲ့
အောင်ဖြိုးကတော့အတော့ကိုအောင်မြင်ခံညာပြီးဂျင်းနဲ့တဲ့လေတံမျိုးနဲ့တခွန်းမဲဝင်ပြောတယ်ဘယ်ရလိုက်မတုံဒီမက်စစ်တွေတို့ကိုရောကလည်းမက်စစ်ကကြွတ်လာတာမက်စစ်လူတွေပဲတင်းတို့လောက်ကတော့အပြောတဲ့အေးကျော်အမေရက်လေဆုံးကျွေးအပြန်တော့ကကျောင်းဆရာကြီးဦးအေးမောင်ကသူ့အိမ်သူကိုခုလိုပြောတဲ့အေးကျော်ကိုယ်တိုင်အမျှဝေလို့တော့ဖြင့်လေပေါ်ကျောင်းမှာဦးပညာမြဲပဲဟဲ့ရောရောရောင်ရောင်မောင်ဖမောင်နဲ့ရက်သေးရွာတွေကဝတ္ထုများမှာ